ကဲအဲ့တော့M4 level ကိုဆက်ပြီးတော့တက်ကြတော့မယ်ဆိုတဲ့လူတွေက M5 ကစာတွေကိုတည်တည်ချာချာရခဲ့ပြီလားအဲ့တော့ဒီနေ့ဒီဗီဒီယိုဖိုင်လေးကကြတော့ဝရရှိကဒါဝရရှိ zone class တွေမှာဆိုလို့ရှိရင်လည်း M4 လာတက်ပြီးဆိုတာနဲ့ M4 level ကိုတန်းပြီးတော့တက်ပေးတာမျိုးမဟုတ်ဘဲနဲ့ M5 ကစာလေးတွေကိုပြန်ပြီးတော့မေးတယ်ပေါ့နော်သူတို့ M5 ကိုဘယ်လောက်ထိရခဲ့လဲ M5 ကစာတွေကြေခဲ့ရဲ့လားဘာတွေလိုအပ်ချက်ရှိနေရလဲဘာတွေမရဘူးလဲပေါ့နော်အဲ့ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ပြန်မိတယ်ဒါမှလည်းသူတို့မရတဲ့အပိုင်းတွေရှိရဆိုပြန်ရှင်းပြလို့ရမယ်เนาะအဲ့တော့နားမလည်တာရှိရဆိုပြန်ပြောပေးလို့ရမယ်ဒါမှ M4 တက်ပြီဆိုလို့ရှိရင် M4 ကြလို့ရှိလို့ရှိရင်လည်းဒါတည်တည်ချာချာလေးနဲ့သူတို့လိုက်နိုင်မှာပေါ့เนาะကဲအဲ့တော့ဒါကကြတော့ဒါအခုဒီထဲမှာရှိရဲ့လူတွေအကုန်လုံးပေါ့နော်အဲ့ဒါအကုန်လုံးကိုဒါ M5 level ပြီးသွားပြီ M4 ကိုဆက်တက်တော့မယ်ဆိုလို့ရှိရင်အခုရရှိစာမေးမာလေးတွေကိုဖြည့်ကြည့်သွားပါတကယ်ကိုရပြီလားပေါ့နော်ရပြီဆိုလို့ရှိရင်တော့ဒါ AC ပေါ့နော်တကယ်လို့မရသေးဘူးဆိုလို့ရှိရင်တော့စာလေးတွေနည်းနည်းလောက်ပြန်ချက်ပေါ့နော်ဟဲ့ဒါဆိုလို့ရှိရင်စမယ်နော်ပထမဆုံးအနေနဲ့ adjective ဘယ်နှမျိုးရှိလဲကဲပြောကြည့်ပါအောင်ဂျပန်စာမှာ adjective ဘယ်နှမျိုးတို့တွေ M5 မှာသင်ခဲ့လဲဟဲ့2မျိုးသင်ခဲ့တယ်เนาะ2မျိုးသင်ခဲ့ရတယ်ဘာတွေနဲ့ဘာတွေလဲပြောကြည့်ပါအောင်ဘာနဲ့ဘာနဲ့တို့တွေသင်ခဲ့ရလဲ Hi e adjective နဲ့ na adjective ပေါ့နော် e ခဲရောရှိလို့ခေါ်တာနဲ့ na ခဲရောရှိလို့ခေါ်တာနဲ့သင်ခဲ့တယ်ဟုတ်ပြီ e adjective နဲ့ na adjective နဲ့ဟုတ်ပြီတို့တွေဘယ်အခန်းမှာသင်ခဲ့တာလဲမှတ်မိသေးလားဟဲ့ထားပါတော့အခန်းမမှတ်မိဘူးဆိုလဲအဲ့တော့ထားပါတော့ကဲ LB e adjective နဲ့ na adjective ဆိုပြီးတော့သင်ခဲ့တယ်အဲ့ဒါဆိုရင် e adjective ကိုတို့တွေ positive verb ပေါ့နော်ရိုးရိုးပြစ္ဆုတ်ပန်တော့သုံးမဲ့ verb လေးလုပ်ချင်တယ်ဥပမာအနေနဲ့ဝရရှိတစ်ခုပြောပေးမယ်နော်ဥပမာအနေနဲ့တာခိုင်းဆိုပါတော့တာခိုင်းဈေးကြီးတော့မြင့်တော့အဲ့ဒါကိုဈေးကြီးသည်မြင့်မားသည်လုပ်ချင်ဘယ်လိုဖြစ်မလဲဟိုင်တာခိုင်း das နောက်မှာဘာပေါင်းလိုက်မလဲ das လေးပေါင်းလိုက်မယ်เนาะနောက်တစ်ခုဒါဆိုမေးမယ်เนาะဒါဆိုလို့ရှိရင်ဈေးမကြီးဘူးမမြင့်မားဘူးဆိုရင်ရောဟိုင်တာခခုနိုင်တဲ့ဆိုပြီးတော့သုံးပါပေါ့เนาะဟုတ်ပြီဒါဆိုရင်နောက်တစ်ခုမေးအောင်မယ်ဒီတစ်ခါကခီဒေနာ皆さんတို့သိတယ်ဟုတ်ခီဒေနာเนาะလှပတော့တန့်ရှင်းတော့ဆိုတဲ့ဟာလေးဟုတ်ပြီအဲ့ဒါကိုလှပခဲ့တယ်တန့်ရှင်းခဲ့တယ်လို့ပြောခြင်းဘယ်လိုပြောမလဲတို့တွေလှပခဲ့သည်တန့်ရှင်းခဲ့သည်ဟုတ်တယ်ခီဒေး dash တာပေါ့နားဖြုတ်ပြီးဘာကတ်မလဲ dash တာကတ်မယ်တကယ်လို့လှပသည်တန့်ရှင်းသည်ဆိုရင်ရောခီဒေး dash နားဖြုတ်မယ်နော်ဟုတ်ပြီဒါဆိုရင်ခုနတာခိုင်ကိုပဲဝရရှိထပ်မေးအောင်မယ်တာခိုင်ကဈေးကြီးတော့မြင့်မာတော့အဲ့တော့ဈေးမကြီးခဲ့ဘူးမမြင့်မာခဲ့ဘူးဆိုဘယ်လိုဖြစ်မလဲဟိုက်အဲ့တော့တာခခုနခါတာတဲ့ဆိုပြီးတော့ဖြစ်မှာပေါ့ဘယ်လိုဖြစ်မလဲတာခခုနခါတာတဲ့ဆိုပြီးတော့ဖြစ်မယ်ဒါဆိုလို့ရှိရင်လှမလှပခဲ့ဘူးဆိုရင်ရောမလှပခဲ့ဘူးခီရဲကြအာရီမာဆန်ဒေးတာတကယ်လို့လှပခဲ့တယ်ဆိုလှပခဲ့တာကခီရဲဒေးတာမလှပဘူးဆိုရင်ရောခီရဲကြအာရီမာဆန်ဟုတ်ပြီဒါဆိုရင်ခုနကတော့ဈေးကြီးခဲ့တယ်ဆိုရင်ရောတာခခတာရက်ရမယ်နော်အဲ့ဒါဒီရရှိတို့ M5 ရဲ့မင်းနာစာကိုသုံးတဲ့လူဆိုလို့ရှိရင်တော့ဒါ M5 ရဲ့အခန်း8နဲ့အခန်း7မှာဒီ adjective တွေနဲ့ပတ်သက်ပြီးတော့သင်ထားတယ်နော်တကယ်လို့ကိုကမရသေးဘူးဆိုလို့ရှိရင်တစ်ခါလောက်ပြန်ပြီးတော့ကြည့်လိုက်ပါအောင်နော်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ခုသွားရအောင်နောက်တစ်ခုကဟိုရှိဒတ်ရဲ့ရှေ့မှာဘာပါတီကဲအများဆုံးလိုက်လဲဟိုရှိဒတ်ရဲ့ရှေ့အမြဲတမ်းလိုက်တယ်လို့ရရှိမဆိုလို့နော်အများဆုံးဘာလိုက်လဲလို့မေးတာနော်ပါတီကဲကလေအများဆုံးလိုက်တယ်ဟုတ်ပြီเนาะအဲ့တော့မှန်သွားတဲ့လူဆိုလို့ရှိရင်ဒါစာတိချလောက်ထားရယ်เนาะဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ခုသွားရအောင်ဘာမှမလုပ်ချင်ဘူးဆိုတာကိုကဲတို့ဒီဂျပန်လိုဘယ်လိုပြောကြမလဲ M5 မှာသင်ခဲ့တယ်ဘာမှမလုပ်ချင်ဘူးဟဲ့ဖြည့်ကြည့်အောင်เนาะဟဲ့နာနီမိုရှီတာခုနိုင်ဒတ်ဘာမှမလုပ်ချင်ဘူးနာနီမိုရှီတာခုနိုင်ဒတ်ဘာမှမလုပ်ချင်ဘူးအဲ့တော့လုပ်ချင်တယ်ဆိုပါလဲရှီတိုင်းဒတ်เนาะတို့တွေတကယ်လို့အဲ့ဒီ time ဆိုတဲ့ပုံစံလေးတွေမသိသေးရင်ဘယ်ကိုပြန်ကြည့်မလဲ M5 ရဲ့အခန်း73လေးကိုပြန်ကြည့်မယ်เนาะအဲ့တော့လုပ်ချင်တယ်ဆိုရင်နာနီတိုင်းဒတ်ဆိုတာလေးသုံးတယ်မလုပ်ချင်ဘူးဆိုရင်တာခုနိုင်ဒတ်လေးကိုသုံးတယ်ဟုတ်လား
နော်တကယ်လို့လှုပ်ချင်ခဲ့တယ်ဆိုလို့ရှိရင်ကြတော့တာခတာဒက်ပေါ့နော်ဒီလိုမျိုးလေးတွေသုံးမယ်ဟိုက်ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ခုသွားရအောင်ဒီတစ်ခါ verb there imas ရဲ့အဓိပ္ပာယ်လေးပြောကြည့်ပါအောင် verb there imas ဟိုက်လုံနေတယ် verb နေတယ်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့တို့သင်ထားရတယ် verb there imas ကိုဟုတ်တယ်နော်ဟိုက်တခုခုကိုလှုပ်ဆောင်နေတယ်ဥမာဟီရူကောဟန်ကိုဒါပဲ there imas နေ့လယ်စာစားနေတယ်နော်နီဟွန်ကောဘန်ကျော့ there imas ဂျပန်စာလေ့လာနေတယ်ဒါမျိုးတွေမှာ there found plus imas ဆိုတာလေးကိုသုံးတယ်အဲ့တော့မနက်ဆန် there found လေးကိုပြောင်းတက်လားဟိုက်တကယ်လို့ there found မပြောင်းတက်သေးဘူးဆိုလို့ရှင်တော့ရရှိပညာဒါနလည်းသင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရရှိရဲ့ဒီ TikTok ထဲမှာသင်ပေးထားတာဖြစ်တဲ့တေချာလေးပြန်ကြည့်လိုက်နော်တကယ်လို့ကိုသက်ဆိုင်ရာမှာကိုသင်ခဲ့တယ်ဆိုလို့ရှင်အဲ့သက်ဆိုင်ရာမှာသင်ခဲ့တဲ့စာလေးကိုတေချာလေးပြန်ကြည့်နော် there found นี่မပြောင်းတက်လို့မရအောင်နော် M4 ရောက်ပြီဆိုလို့ရှင် M4 ဒီ M5 နဲ့ဆက်ဆက်မှုရှိနေတာဖြစ်တဲ့အတွက်အဲ့ဒါတွေတော့တေချာပေါက်ရနေရမယ်နော်ဟိုက်ဒါဆိုလို့ရှင်နောက်တစ်ခုသွားရအောင်ဒီတစ်ခါက verb တဲခါရတဲခါရတည်သေးလားတဲခါရဟိုက်verb ပြီးနောက်ဆိုတဲ့အဓိပ္ပာယ်ပါ verb တဲခါရပါလေ verb ပြီးနောက်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်ဟုတ်ပြီဒါဆိုနောက်တစ်ခု verb တဲဝါ ikema san verb တဲဝါ ikema san အဓိပ္ပာယ်ကဘာဖြစ်မလဲဟိုက် verb လို့မရဘူးလို့ပြောတာပေါ့နော်လုံးလို့မရဥမာခိုတဲ့ရှာရှင်းကိုတွတ်တဲဝါ ikema san ဒီနေရာမှာဓာတ်ပုံရိုက်လို့မရဘူးအဲ့လိုမျိုးတွေပြောတဲ့အခါမှာဗာလဲ verb တဲဝါ ikema san ဆိုပြီးသုံးတယ်အဲ့တော့ origin နောက်ထပ် slide ကတော့ဆက်ပြီးမလုပ်ထားတော့ပါဇက်ကနေပဲမေးသွားလိုက်တော့မယ်နော်အဲ့တော့နောက်တစ်ခုမေးမယ်နော်နောက်တစ်ခုကကြတော့ verb nakute moides ရဲ့အဓိပ္ပာယ်ကဘာလဲ verb nakute moides ဟိုက် nakute moides ဟိုက်မလောက်လဲရတယ်ဆိုတဲ့အဓိပ္ပာယ်เนาะမလောက်လဲရတယ်မ verb လဲရတယ်ပေါ့เนาะအဲ့လိုမျိုးပုံစံဒီမှာဘာကိုသုံးတာလဲ nakute moides အဲ့ nakute moides ကဘယ်ကလာတာလဲ9 ဖောင်ကနေလာတာမနက်ဆန်မမားနဲ့เนาะမမေ့နဲ့เนาะ9 ဖောင်ကနေလာတာ9 ဖောင်ကိုမှဤဖြုတ်ပြီးတော့ခုတဲ့မိုအီဒက်စ်ကလိုက်တော့နခုတဲ့မိုအီဒက်ဆိုပြီးတော့ဖြစ်သွားတာအဲ့တော့တကယ်လို့9 ဖောင်ပြောင်းလဲတာမရသေးဘူးဆိုရင်လည်းတစ်ခေါက်ပြန်ကြည့်ပါရရှိလဲတင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့ကြည့်လို့ရတယ်เนาะဟိုက်ဒါဆိုလို့ရှိရင်နောက်ထပ်တစ်မျိုးမေးမယ်เนาะ verb 9 day ခုဒါဆိုင်ကဲ9 day ခုဒါဆိုင်လေးပြောကြည့်ပါဦး9 day ခုဒါဆိုင်ကဘာတော့ဟိုက်မလောက်ပါနဲ့ဆိုတဲ့အဓိပ္ပာယ်เนาะမလောက်ပါနဲ့ဆိုတဲ့ပုံစံလေး9 dayခုဒါဆိုင်เนาะဥမာကောဟန်ကိုဒါပဲ9တဲ့ခုဒါဆိုင်သမင်းမစားပါနဲ့အဲ့လိုမျိုးပုံစံတွေမှာသုံးတာเนาะအဲ့တော့9ဖောင်လေးเนาะဟိုက်ဒါဆိုနောက်တစ်ခုပြောမယ်เนาะဒီတစ်ခါကျတော့ verb နာခဲတယ်ပါနာရီမဆန်းနာခဲတယ်ပါနာရီမဆန်းရဲ့အဓိပ္ပာယ်လေးပြောကြည့်ပါဦးသူကလှုပ်ရမယ်ဆိုတဲ့ပုံစံပေါ့လှုပ်ကိုလှုပ်ရမှာမလှုပ်လို့မရဘူးဆိုတဲ့ကိစ္စတွေမှာနခဲတယ်ပါနာရီမဆန်းအောင်သုံးတယ်အဲ့ဒီနခဲတယ်ပါနာရီမဆန်းကကြသူကပြောရမယ်ဆိုလို့ရှိရင်စာနည်းနည်းဆိုင်နေပေါ့နော်စကားပြောသုံးနေတယ်ဆိုလို့ရှိရင် verb 9 9တူဆိုတာမျိုးလေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးနဲ့သုံးလို့ရပါတယ်ဟိုက်အဲ့တော့သူကအခုရရှိတဲ့ဒီဗီဒီယိုဖိုင်ထဲမှာထပ်ပြီးတော့မေးကြရရှိပါသေးရဲ့အဲ့တော့နောက်ထပ်ဗီဒီယိုတစ်ဖိုင်ထပ်ပြီးတော့လုပ်လိုက်မယ်ပေါ့နော်လောလောဆယ်ဗီဒီယိုတအားရှည်သွားလို့ရှိရင်လည်းတိတော့တင်ရတာအဆင်မပြေဘူးပေါ့နော်